ရှင်းလေပိုင်မှာစစ်မီကြီးကျယ်တောက်လောင်နေပါပြီ။အစ္စရေးနဲ့အမေရိကန်ကယူရန်နိုင်ငံတွင်းမှာ Epic Fury လို့အမည်ပေးထားတဲ့စစ်စင်ရေးကိုဒီနေ့မှပဲစတင်လိုက်ပါလေ။သမ္မတထရန့်ကဒါကအီရန်ပြည်သူတွေထက်သူ့အစိုးရကိုပြန်သိမ်းဖို့နောက်ဆုံးခွင့်ရပဲလို့ဆိုထားသလိုယူရန်ဘက်ကလည်းဒုံးကြီးတွေလုံးရင်းနဲ့ပြန်လည်တုံ့ပြန်နေပါလေ။ဒီနေ့ဖေဖော်ဝါရီလ28မှာအမေရိကန်နဲ့အစ္စရေးတို့ပူးပေါင်းပြီးတော့ယူရန်ရဲ့မြို့တော်ပါဝင်အဓိကစစ်ရေးခြေစိုက်စခန်းတွေကိုတိုက်ခိုက်ခဲ့ပါလေ။လီကပြင်းမှတ်တွေကတော့အီရန်ရဲ့နျူကလ িয়ার စခန်းတွေနဲ့ခေါင်းဆောင်ပိုင်းတွေနေထိုင်တဲ့နေရာတွေဖြစ်ပါလေ။ဒီအရေးမြစ်ရွှဲဆိုရတော့အီရန်ထော်လိုင်းစောင့်တက်ရဲ့ကာကွယ်ရေးဦးစီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးတို့တည်ဆုံသွားပြီလို့ဆိုကြပေမဲ့ယူရန်ဘက်ကတော့တရားဝင်အတိမပြုတ်သေးပါဘူး။ဒီဘက်မှာလည်းယူရန်ကအစ္စရေးနိုင်ငံတွေကိုတုံးချများပြားနဲ့ပြန်ပစ်ခတ်ခဲ့သလိုဘာရိန်း၊ယူအေအီနဲ့ကာတာနိုင်ငံတွေမှာရှိတဲ့အမေရိကန်စစ်ခြေစိုက်စခန်းတွေကိုပါတိုက်ခိုက်ခဲ့ပါလေ။ဝန်နေစရာကောင်းတာကယူရန်တောင်ပိုင်းဗီနက်စ်မြို့ကမိကလီကျောင်းတစ်ကျောင်းဘုံထိမှန်လို့ကျောင်းသူ40ကျော်တည်ဆုံခဲ့ရတယ်လို့ BBC ကတော့ဖော်ပြထားပါတယ်။လက်ရှိမှာတော့ဒေတာတွင်းနိုင်ငံတော်တော်များများကလေပိုင်နက်တွေကိုပိတ်ထားပြီးတော့ရှင်တွေကလွန်ဆွေးရကြဖြစ်နေပါလေ။စစ်ပွဲရဲ့ရှင်ရလည်းတနားရီထက်တနားရီပိုပြီးတော့ပြင်းထန်လာနေပါတယ်။အများကြီးနိုင်ငံတွေရဲ့စီရေးစားကွက်တွေကြမှာရတာထိခိုက်မှုတွေလည်းတိုးလာနေရမို့နောက်ဆုံးရသတင်းတွေကိုရှရုံးနဲ့တူဆက်လက်စောင့်ကြည့်ပေးပါအောင်။